အခုကျွန်တော်တို့တိုက်နေတာတကယ်ရောကျွန်တော်တို့ချင်းအချင်းတိုက်နေကြသလားဆိုတာကိုကျွန်တော်ထောက်ပြခြင်းတယ်ကျွန်တော်တို့အချင်းတိုက်လို့ရှိရင်ဘာကြောင့်ကျွန်တော်တို့ချင်းပြီးအစိုးရဘက်က9ယောက်ကြားတဲ့ချိန်မှာချင်းညီနောင်အဖွဲ့ကကျွန်တော်မမှားဘူးဆိုရင်တော့မင်းတပ် CDF ကတယောက်ကြားသွားတယ်နောက်တယောက်ကဖျက်မိပြီးဆုံးသွားတယ်ဒီ2ယောက်အပြင်ချင်းညီနောင်များအဖွဲ့ထဲကကြာဆုံးစင်းအခုထက်ထိကျွန်တော်မရနိုင်သေးဘူးဒါပေမဲ့အဲ့ဒီဖက်ချမ်းကလူအကြဆုံးစီရင်မှာတော့ယာချီရှိတယ်အဲ့ဒီယာချီကြဆုံးတဲ့လူတွေကအေးဖြစ်နေတယ်ဒါဒီမကဘူးဖမ်းတဲ့လူတွေနော်စစ်သုံးပတ်နေ20ကျော်ရှိတယ်အဲ့ဒီစစ်သုံးပတ်နေရတဲ့အေးကြီးပဲဖြစ်နေတယ်အဲ့ဒီပြဿနာကချင်းပြည်ရဲ့မတူပြီးမျိုးနေမှာအခုဖြစ်ပေါ်နေတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီဖြစ်ပြနေတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့စမ်းစစ်အောင်အခု line ပေါ်မှာပြန့်နှံ့နေတဲ့ပြောနေကြတဲ့ချင်းပြည်ကောင်စီနဲ့ချင်းပြည်အစိုးရရဲ့တပ်ပေါင်းစု Chinland Council Chinland Government ရဲ့တပ်ပေါင်းစုအနေနဲ့တွားတဲ့အဖွဲ့ရဲ့ Chin Brotherhood ဆိုတဲ့ချင်းညီနောင်များအဖွဲ့နဲ့တွားတဲ့အဖွဲ့နှစ်ဖွဲ့ရဲ့အိတ်တိုက်ရင်ဆိုင်တဲ့ပြဿနာလို့အများဝေဖန်စမ်းစစ်သုံးသပ်ကြတယ်အဲ့ဒီပြဿနာအရင်မြစ်ကိုတကယ်မတီးတဲ့မင်းတို့ချင်းအချင်းတိုက်နေကြတယ်မင်းတို့ချင်းအချင်းတတ်နေကြတယ်ပြန်လေပေါင်းစည်းဖို့လောက်ကြပါလားဆိုပြီးမှတိုက်တွန်းတဲ့လူတွေဝေဖန်တဲ့လူတွေတပုံကြီးရှိတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ချင်းအချင်းရောတကယ်တိုက်ကြလားဆိုတာကြည့်ရအောင်ဒီချိန်ခါမှာကျွန်တော်တို့မတူပြည်မြို့တွေမှာဖြစ်ပျက်နေတဲ့အရာကိုအလုံးသိပြတဲ့အတိုင်းမတူပြည်မြို့နယ်မှာချင်းအမျိုးသားချင်းကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း6ရင်းရှိတယ်6ရင်းထဲမှာနှစ်ခုခွဲမှတပ်မဟာနှစ်ခုနဲ့သူတို့ဖွဲ့စည်းထားတယ်တပ်မဟာတစ်ခုကတပ်မဟာ1ကတပ်ရင်း1နဲ့တပ်ရင်း9တပ်မဟာ2ကတပ်ရင်း2 3 4 6အခုကျွန်တော်ပါဝင်နေတဲ့ live concert ကတပ်မဟာ2အတွက်သူနည်း၎င်းပဲဒီတပ်မဟာ2ကချင်းပြည်ကောင်စီချင်းပြည်အစိုးရတပ်ပေါင်းစုမှာပါဝင်နေတဲ့အဖွဲ့ကျန်တဲ့တပ်မဟာ1ဆိုတဲ့အဖွဲ့ကအခုလက်ရှိကျွန်တော်တို့အပြင်ကနေမင်းတို့အချင်းတိုက်နေကြတယ်ဆိုတဲ့စကားပေါ်မှာထိုင်နေတဲ့အဖွဲ့တွေဖြစ်နေတယ်ဟုတ်ပြီဆိုရင်ကျွန်တော်တို့နှစ်ဖွဲ့ကတကယ်ရောတိုက်ကြတယ်အခုမတူပီမှာဖြစ်ပျက်နေတဲ့တိုက်ပွဲကိုကျွန်တော်တို့ကြည့်အောင်အဆအဆုံးကျွန်တော်တို့ပြောလိုက်လို့ရှိရင်တော့ရှေ့မှာဆိုလို့ကျွန်တော်တို့ဖြစ်ပျက်နေတာအခုဒီရက်ပေါင်း20ဝန်းကျင်ဖြစ်ပျက်နေတဲ့တိုက်ပွဲမှာကျွန်တော်တို့ချင်းပြည်တပ်ပေါင်းစုဖက်ကဒီတပ်မဟာနှစ်ပါဝင်တဲ့တပ်ပေါင်းစုဖက်က9ယောက်ချသွားပြီ4-5ယောက်တန်ရာရတယ်သူတို့ပြောနေတဲ့တပ်မဟာတပ်မဟာချင်းညီနောင်အဖွဲ့ဆိုတဲ့အဖွဲ့ကသူတို့တိုက်ပွဲမှာတကယ်ပါလားမပါလားဆိုတော့သူတို့ရဲ့အသေးအပြောက်စင်းကိုကျွန်တော်တို့ကြည့်ရအောင်ဆိုတော့ကျွန်တော်ဆိုချင်တာပြောချင်တာကအခုကျွန်တော်တို့မတူပီမှာတိုက်နေတာကျွန်တော်တို့ချင်းညီနောင်နဲ့ချင်းပြည်ဆိုရတပ်ပေါင်းစုတိုက်နေကြသလားဒါမှမဟုတ်လို့ရှင်ချင်းညီနောင်အမိခံတဲ့တိုင်းတပါးသားနဲ့ကျွန်တော်တို့ချင်းတွေတိုက်နေသလားဆိုတာဒီညကျွန်တော်အားလုံးရှိမှဆွေးနွေးခြင်းတယ်ဒါကြောင့်ကျွန်တော်တို့ပြောနေတာကျွန်တော်တို့ညီနောင်အချင်းတိုက်နေတာမဟုတ်ဘူးလို့ကျွန်တော်တို့ညီနောင်အချင်းတာတိုက်မယ်ဟေ့ဆိုရင်ဌာနချုပ်နဲ့9မိုင်မဝေးတဲ့နေရာမှာချင်းညီနောင်များရဲ့ဦးဆောင်လုပ်နေတဲ့ CNO ဌာနချုပ်ရှိတယ်။နာရီအတွင်းတင်လို့ရတယ်။ဒါမှတိုင်ခင်မှာကျွန်တော်တို့တွန်းဆောင်နဲ့ကြီးခါတိုက်တဲ့အချိန်မှာချင်းပြည်တပ်ပေါင်းစုချင်းပြည်အစိုးရတပ်ပေါင်းစုကဖလမ်နဲ့တီရင်တိုက်မယ်လို့ပြောတဲ့အချိန်မှာဖလမ်ကမတိုက်နဲ့ငါတို့တိုက်မယ်90ရာခိုင်နှုန်းအတင်းဖြစ်နေပြီလေ။မြို့တို့တကယ်လာမယ်ဆိုရင်တော့ AA ကိုခေါ်မှ AA နဲ့တိုက်ခိုင်းမယ်တဲ့။ငါတို့ချင်းပြဿနာဖြစ်ချင်လို့ရှင်အဲ့ဒီချိန်မှာသူတို့ထားတာကိုဇွတ်တိုးပြီးမှတိုက်မှာပေါ့သူတို့ကိုကြောက်လို့မဟုတ်ဘူးညီနောင်အချင်းညီအကိုချင်းမတိုက်ချင်လို့သူနည်း၎င်းမဲ့တိတင်ကိုတိုက်မယ်လို့ပြန်တော့လေဇုံးလန်ကပြန်ထားတယ်နော်ရန်သူစားကားစားစီမှာတော့မှသူတို့တရင်ပိန်မှာလက်နဲ့ကြီးနဲ့ထုခံရတယ်ဒါပေမဲ့ညီအကိုချင်းတွဲချောင်းမစီးချင်လို့မတိုက်ချင်လို့စုပ်ပေးရတယ်ဟုတ်ပြီဒါဆိုရင်ဒီနဲ့ဒီအချိန်ခါမတူပြီးမှဘာကြောင့်ကျွန်တော်တို့တိုက်နေရတာလေကြာဆုံးစီရင်မှာရောတုတ်ပန်းဖမ်းတဲ့စီရင်မှာရောဘာကြောင့်အဲ့ဒီညီနောင်ဒီမပါဘဲနဲ့အေးကြီးဖြစ်နေရတာလေဒါဆိုရင်ကျွန်တော်တခုမေးပြရစေညီနောင်နဲ့အေးကခွေးမရအောင် uniform တခုတည်းတုံးပြီးမှနင်တို့နေကြတာလားအဲ့ဒါကြောင့်လို့အခုမတူပီမှာဖြစ်ပျက်နေတဲ့တိုက်ပွဲကကျွန်တော်တို့မတူပီ B2 နဲ့ချင်းပီတပ်ပေါင်းစုနဲ့တိုက်နေတာညီနောင်မဟုတ်ဘဲနဲ့အေးဖြစ်နေတာတိုင်းတစ်ပါးသားဖြစ်နေတာ
ဆိုလိုချင်တာကအဲ့တိုင်းတပါးသားကကျွန်တော်တို့ချင်းပြည်ကို invade လုပ်နေတာကျူးကျော်နေတာဒီချိန်မှာကျွန်တော်တို့ညီနောင်ရဲ့အမိကိုအသုံးပြုပြီးမှကျွန်တော်တို့ကိုတိုက်နေတာအဲ့ဒါကြောင့်မလို့မတိတဲ့လူကဒီချိန်ကျွန်တော်တို့တိုက်ပွဲဖော်နေတာညီနောင်အချင်းချင်းညီအကိုအချင်းချင်းတိုက်နေတာမဟုတ်ဘူးကျွန်တော်တို့တိုင်းတပါးသားကချင်းပြည်ကိုလာရောက်ကျူးကျော်ပြီးမှချင်းပြည်ကိုတင်ပိုက်ဖို့လာတဲ့အဖြစ်ကိုကျွန်တော်တို့ခုခံတိုက်ခိုက်နေတာတကယ်ကျွန်တော်တို့ညီအကိုချင်းတိုက်မယ်ဆိုရင်ဒီမတူပြင်ရပ်ပေါင်း20ကျော်တိုက်ပွဲမှာကျွန်တော်တို့ချင်းညီအကိုဒီကြဆုံးရှင်ပေါ်မှာပေါ့ညီအကိုချင်းချင်းတာတိုက်တယ်ဆိုရင်အင်အား900မပြည့်တဲ့ချင်းညီကိုဒီရဲ့ချင်းညီနောင်ဒီရဲ့ဌာနချုပ်ဒီကျွန်တော်တို့ဘယ်နာမှာရှိတယ်မနဲ့ထမင်းမစားခင်မှာသွားသိမ်းပြလိုက်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လက်ရှိတိုက်နေတာကျွန်တော်တို့ညီအကိုအချင်းချင်းတိုက်နေတာမဟုတ်ဘူးညီအကိုအချင်းချင်းတိုက်နေတဲ့အောင်စိုက်ဝါထဲတဲ့ကျွန်တော်တို့ရန်သူညီအကိုချင်းချင်းတိုက်ပါတယ်ဆိုပြီးမှကဘာကိုဖြတ်နေတဲ့ကျွန်တော်တို့ရန်သူရဲ့ဘယောကမမိဘူးဒီကနေကျွန်တော်တောင်းဆိုပါရစေဒါကြောင့်မလို့ဒီနဲ့ကျွန်တော်တို့ချင်းပြည်နေမတူပီမြို့နေမှာနော်မတူပီမြို့နေမှာဖြစ်ပျက်နေတာချင်းညီနောင်အမိခံထားတဲ့ကျွန်တော်တို့တိုင်းတပါးသားကြီးရဲ့ရန်သူနဲ့ကျွန်တော်တို့ထိုင်နေတာဟုတ်ပြီဒါဆိုရင်အဲ့ဒီတိုင်းတပါးသားကြီးကဘာကြောင့်ကျွန်တော်တို့ချင်းပြည်နေကိုလာပြီးမှကျူးကျော်ရန်စတိုက်ပွဲပေါ်လာတယ်ကြည်ရAA ဆိုတာ Argan Army ဆိုတာ2009ခုနှစ်ကနေစပြီးပြန်လေမွေးဖွားလာတဲ့ရခိုင်လူမျိုးရဲ့ဒုတိယမြောက်လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။စေဝန်းကျင်နဲ့စတဲ့အဖွဲ့ဖြစ်တယ်။ KIA မှာထိုင်ပြီးမှ KIA အကူအညီနဲ့သူတို့ရက်တည်တာဖြစ်တယ်။သူတို့ရဲ့ Argan Dreams ကဗမာမင်းလက်အောက်မှာကြဆုံးနေတဲ့ရခိုင်နိုင်ငံတော်ကိုပြန်လေထူထောင်ဖို့စီဦးစီချုပ်မူချုပ်ထွန်းမြတ်နိုင်ငံပြောတယ်ကျွန်တော်တို့ဒီ Argan Dreams မှာအနေဆုံးဝပီထောင်တဲ့မနစ်တဲ့အစင်းနဲ့ကျွန်တော်တို့တွားမယ်သူကခဏပြောတာဒီ Argan Dreams မှာသူတို့ရဲ့ရခိုင်လက်ရှိမြေပုံမှာကျွန်တော်တို့မြင်နေရတဲ့သိနေရတဲ့ရခိုင်ပြည်တင်မကပဲနဲ့ကျွန်တော်တို့ချင်းပြည်တောင်ပိုင်းကိုပါသူတို့ Dreams ထဲမှာထည့်တယ်ဆိုတာလုံးဝငင်းလို့မရဘူး။ဘာကြောင့်လဲဆိုတော့19ရာစုခေတ်တုန်းကတမိုင်းတူတေတီရဲ့တမိုင်းမြေပုံထဲမှာဒီချင်းပြည်ရဲ့မတူပီမြို့နေအထိရခိုင်နိုင်ငံတော်ကဖြစ်နေတယ်ဆိုမှသူတို့မြေပုံတွေနဲ့စာတွေနဲ့ထုတ်ဖူးတာရှိတယ်။ဒါပေမဲ့လည်းဒီဟာဒီကအကူကမရှိတဲ့စိတ်ကူးရင်တမိုင်းတွေကျင်းတမိုင်းတွေဖြစ်နေတယ်။အဲ့ဒီတမိုင်းကိုသူတို့ကဆွဲကင်ထားတဲ့ဒီအချက်နဲ့အချက်ကဟုတ်ပြီဒါဆိုရင်ရခိုင်ပြည်နယ်မှာရှိတဲ့စကားစခန်းတွေတောင်မှအကုန်လုံးမသိမ်းနိုင်သေးပဲနဲ့ရခိုင်ပြည်နယ်မှာရှိတဲ့အဓိကကြတဲ့ကြောက်တော်နဲ့ဒီစစ်တွေမြို့တွေတောင်မှမသိမ်းနိုင်သေးပဲနဲ့ဘာကြောင့်ချင်းပြည်တောင်ပိုင်းကိုစစ်စင်ရေးလုပ်လာတာလေတချို့တွေကပြောတယ်ချင်းညီနောင်ကဖိတ်ခေါ်လို့တဲ့အဲ့ဒါတပိုင်းတစားတော့မှန်ချင်းညီနောင်ကဖိတ်ခေါ်တိုင်းလာတဲ့အဖွဲ့ဆိုရင်တော့ရခိုင်တပ်တော်ကအဆင့်တန်းနေတဲ့တပ်ဖွဲ့ဖြစ်လို့နေမှာဒါကြောင့်မလို့တေချာတာကချင်းညီနောင်ကဖိတ်ခေါ်လို့တိုက်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ငကိုနိုင်ကိုကဒီအစီအစဉ်ရှိပြီးသားမလို့ချော်လေးရာရောထိုင်တဲ့ပုံစံနဲ့ချင်းညီနောင်ကခေါ်တဲ့လက်ကန်တဲ့ခါကျတော့သူတို့ကဓမ္မဟုတ်ချင်းချက်ချင်းတက်လာပြီးမှတိုက်ပွဲဖော်တာ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီချင်းပြည်တောင်ပိုင်းရဲ့ပထမချက်ကျွန်တော်ပြောပြီးဒုတိယချက်အနေနဲ့ချင်းပြည်တောင်ပိုင်းရဲ့ပထဝီအနေထားကျွန်တော်တို့ရှိအောင်ပထမချက်ကတောတော်ထူထပ်ပြီးမှလမ်းပန်းဆက်တွေကြီးကျဲတဲ့နေရာဆိုတော့သူတို့လှုပ်ချင်တဲ့လက်နဲ့တည်ယူပူဆောင်ကြီးရဲ့သူတို့တော်လှန်ရေးအတွက်လိုအပ်နေတဲ့ရန်ပုံငွေလှုပ်ဆောင်ကြီးရဲ့နောက်သုံးချက်တတိယချက်ကလက်ရှိချိန်မှာဗမာပြည်မဖက်ကနေရခိုင်ပြည်နယ်ဖက်ဝင်တဲ့လမ်းဒီကိုအားလုံးနီးပါပိတ်ဆူလိုက်တဲ့ခါကျတော့ရခိုင်တပ်တော်အနေနဲ့သူတို့အသုံးပြုဖို့လောင်စာစီတွေလိုအပ်နေတယ်စားသုံးကုန်တွေလိုအပ်နေတယ်အဒါကြီးကိုမီဇိုရမ်ကနေတေယူပူဆောင်ဖို့ supply လုပ်ဖို့အဓိကကျွန်တော်တို့မရှိမဖြစ်လိုအပ်တဲ့အရာကအဲ့ဒီချင်းပြည်တောင်ပိုင်းဖြစ်နေအဲ့ဒါကြောင့်မလို့သူတို့2015ရခိုင်တပ်တော် AA ကတော်လှန်ရေးရခိုင်ပြည်နယ်မှာစပေါ်တာနဲ့ချက်ချင်းပြည်တောင်ပိုင်းပလဲဝါကိုစပြီး
တော်လှန်ရေးပေါ်တာဖြစ်တယ်ဒီပလဲဝကိုချင်းချုပ်ပြီးမှပလဲဝကိုသူတို့ရခိုင်ပြီးတွတ်သွန်းပြီးမှဒီပလဲဝနဲ့ထိဆက်နေတဲ့ကမ်ပလက်နဲ့မင်းတပ်မတူပြီးဒီမြို့နယ်လေးခုကိုသူတို့ချင်းချုပ်လိုက်လို့ရှိရင်ရခိုင်ပြည်ရဲ့အနာဂတ်ရခိုင်အင်မက်အတွက်တော်၎င်းဒီဗမာပြည်မှာဖက်ကနေပိတ်ဆုလိုက်ရင်လည်းပဲဒီအိန္ဒိယဖက်ကနေသူတို့လူချင်းတဲ့လူသုံးကုန်စားကုန်နဲ့လောင်စာစီအကုန်လုံးတင်သွင်းလို့ရတာအဲ့ဒါဒီကြောင့်မလို့ဒီချင်းပြည်တောင်ပိုင်းကိုရခိုင်ကအေကသိမ်းချင်တာနောက်ဆုံးအချက်နဲ့ကျွန်တော်ခဏပြောတယ်ဒီစကားနည်းနည်းတော့ရှိမယ်တရုတ်နဲ့အိန္ဒိယကမဟာရန်သူတော့တရုတ်ကအရှေ့တောင်အာရှနဲ့တောင်အာရှထိန်းချုပ်ဖို့ကြိုးစားတဲ့အချိန်မှာသူ့ရဲ့မဟာဗျူဟာကပြည်တော်စုမြန်မာနိုင်ငံတော်ကနေစားတာသူနည်းလည်းကောင်းမဲ့အိန္ဒိယကအဲ့ဒီတရုတ်ကိုပြန်ပြီးချုပ်ကင်နိုင်ဖို့ဆိုရင်တော့အဲ့ဒီတရုတ်ရဲ့အစီအစဉ်တွေကိုဖျက်တောက်ဖို့နေတယ်အဲ့ဒီဖျက်တောက်ဖို့အဓိကအချက်ချတဲ့နေရာကဒီမြန်မာပြည်မှာဖြစ်နေတယ်မြန်မာပြည်တမကဘူးဖြစ်နေတာကကျွန်တော်တို့ချင်းပြည်တောင်ပိုင်းမှာဖြစ်နေတယ်အဲ့ဒါကြီးလိုက်တရုတ်ရဲ့ရင်နာနဲ့တဘာဝတောင်းဝင်ပိုက်လိုက်နော်ရခိုင်ပြည်ကမ်းလွန်မှာသူတွေ့ထားတဲ့တဘာဝတောင်းဝင်ပိုက်လိုက်ဒီဟာဒီကိုဖျက်တောက်ဖို့အတွက်အိန္ဒိယကကလဒန်စီမံကိန်းချစ်ချင်းအကောင့်ထဲပေါ်တယ်ဒါကိုဒီအိန္ဒိယကကလဒန်စီမံကိန်းနဲ့ဒီစစ်တွေရင်းနဲ့စိတ်ကန်းကိုသူကချုပ်ကင်နိုင်လို့ရှင်အိန္ဒိယကချုပ်ကင်နိုင်လို့ရှင်တရုတ်ရဲ့အစီအစဉ်ကတပိုင်းပြတ်သွားမယ်အဲ့ဒါကိုတရုတ်ကလုံးဝလက်မခံတဲ့အတွက်ကြောင့်မလို့တရုတ်နဲ့လက်တွဲထားတဲ့မြောက်ပိုင်းညီနောင်အဖွဲ့ကနေဒီအစီအစဉ်ကိုဒီအိန္ဒိယရဲ့အစီအစဉ်ကိုဖြတ်တောက်ဖို့အတွက်ကြိုးစားနေတယ်အဲ့ဒါကြောင့်မလို့ဒီအစီအစဉ်ဖြတ်တောက်ဖို့အလွယ်ဆုံးနေရာကပလဲဝနေဖြစ်နေတယ်အချက်ချာကြတဲ့နေရာပလဲဝနေဖြစ်နေတယ်အဲ့ဒါကိုတရုတ်ကဖြတ်တောက်ဖို့အတွက်AAကိုအသုံးပြုနေတယ်ဒီအချက်ကျွန်တော်ထောက်ပြတာမှားတယ်ဆိုရင်တော့အချိန်မရွေးကျွန်တော်ဆွေးနွေးလို့ရတယ်အဲ့ဒါကြောင့်မလို့ဒီကလဒန် project ကို AA ကချုပ်ကင်ပြီးမှအိန္ဒိယရဲ့ထောက်ခံမှုနဲ့တရုတ်ရဲ့ထောက်ခံမှုနှစ်ခုအကြားမှာသူကကစားနေတယ်ဒါကြောင့်မလို့ဒီချင်းပြည်တောင်ပိုင်းကို AA ကလိုချင်နေတာအဲ့ဒီအချက်၄ချက်ကြောင့်လိုချင်နေတာအဲ့ဒါကိုကျွန်တော်တို့ချင်းဒီကမတိတဲ့သူကများတယ်အပြင်ကျွန်တော်တို့လက်ရှိမှာကျွန်တော်စကားပထမပိုင်းမှာပြောခဲ့တယ်လို့ဒီတော်လှန်ရေးတဲ့လက်နဲ့ဆွဲကမြန်မာပါဝင်လာတဲ့တော်လှန်ရေးအဖွဲ့အများဆုံးကအမျိုးသားရေးကိုအခြေခံတဲ့တော်လှန်ရေးမဟုတ်ပဲနဲ့ကျွန်တော်တို့ဒေတာတော်လှန်ရေးအဖွဲ့ဖြစ်နေကြတော့ဒီစကားစနဲ့အပေါင်းပါဖြိုးချရေးအပြင်တကယ်အနာကအမျိုးသားရေးလမ်းစဉ်ကိုတေချာကနာနာမှာထားပဲနဲ့ဟာဒီမှာလဲနဲ့ဆွဲကင်တော်လှန်နေတဲ့အဖွေဖြစ်နေတဲ့ခါကြတော့ဒီအမျိုးသားရေးကိုပြန်ပြီးမှသုံးသပ်ဖို့အမှန်တမ်းခက်ခဲနေတယ်အဲ့ဒါကြောင့်မလို့ဖြစ်ချင်းကြည့်ရောဆိုပြီးမှဒီအာနာရှင်ပြုတ်ကြလို့ရှင်ပြီးပြီဒီမင်းအောင်နိုင်တဲ့အပေါင်းပါပြုတ်ကြလို့ရှင်ပြီးပြီဆိုတော့ short time plan နဲ့ကျွန်တော်တို့အောင်ပွဲခံဖို့အတွက်အထိပဲစကားသိမ်းဖို့အထိပဲမြို့သိမ်းဖို့အထိပဲကျွန်တော်တို့တွားနေတဲ့ခါကြတော့ဒီချင်းဒီခါမှာကျွန်တော်တို့ရန်သူကကျွန်တော်တို့နေငယ်ထဲဝင်ပြီးမှကျွန်တော်တို့မိနေငယ်ကိုထိန်းချုပ်နေတာဖြစ်တယ်အခုကျွန်တော်တို့ကြည့်လိုက်ပါချင်းမြေနောင်မြအဖွဲမှတင်းပြီးသားထေပွဲစခန်းတောင်မှအခု AA ရဲ့အလံထောင်နေတယ်အာရကန်အလံထောင်နေတယ်သူနေ၎င်းမဲ့အခုကျင်တွေမြို့မှာလည်း AA ဒီထိုင်နေတယ်ဒါဒီမကဘူးတောင်မိုင်းမှာရှိတဲ့ချင်းမြေနောင်မြရဲ့စခန်းကိုတွားကြည့်လိုက်အဲ့ဒီမှာ AA တပ်မှုတွေထိုင်နေတယ်ဒီမတူပြီးစစ်စင်ရေးလဲတကယ်ဗျူဟာခင်းတာဗျူဟာဆွဲတာ AA ဖြစ်နေတယ်ဒါဒီမကဘူး YDF ဆိုတဲ့ Your Defense Force ဟိုမကွေးတိုင်းကရောဒီတောင်မှလာဒီမှာကျွန်တော်တို့ချင်းပြည်တောင်ပိုင်းတော်လှန်ရေးမှာစစ်တိုက်ပွဲမှာသူတို့ဘာလာနေကြတယ်အဲ့ဒီထိတောင်မှကျွန်တော်တို့ချင်းပြည်ကကိုချင်းပြည်နဲ့ကိုချင်းလူမျိုးကိုကာကွယ်ခြင်းစိတ်ခုခံခြင်းစိတ်မရှိဘဲနဲ့တိုင်းတစ်ပါးကိုကျွန်တော်တို့လက်ကမ်းကြုံနေရတယ်တိုင်းတစ်ပါးရဲ့ခိုင်းဖတ်အနေနဲ့ကျွန်တော်တို့ပြောနေရတယ်ဒါကြောင့်မလို့ကျွန်တော်အဆုံးသတ်အနေနဲ့ပြောချင်တာကအခုကျွန်တော်တို့ချင်းပြည်တောင်ပိုင်းမတူပီမြို့နယ်မှာဖြစ်ပျက်နေတဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးကတိုက်ပွဲကချင်းညီနောင်များနဲ့ကျွန်တော်တို့ချင်းပြည်အစိုးရတိုက်ပွဲမဟုတ်ဘူးဆိုတာကိုကျွန်တော်ထောက်ပြချင်တယ်ချင်းညီနောင်နဲ့အမိခံပြီးချင်းညီနောင်ရဲ့အမိကိုအသုံးပြုပြီးမှကျွန်တော်တို့ချင်းပြည်တောင်ပိုင်းကိုသိမ်းပိုက်ခြင်းနဲ့ AA ရဲ့ planning ထဲမှာကျွန်တော်တို့
တိုက်ခိုက်နေရတာဖြစ်နေတယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့မတူပီတော်လှန်ရေးမှာချင်းပြည်ကိုကာကွယ်တဲ့ချင်းအမျိုးသားရုပ်ကိုကာကွယ်တဲ့ကျွန်တော်တို့ brigade 2ချင်းမတူပီတပ်မဟာနှစ်ကိုကျွန်တော်တို့ထောက်ပံ့ပြီးနေမှာပြည်သူအားလုံးကဒီတပ်မဟာနှစ်ကိုထောက်ပံ့ပြီးမှရက်တီပေးပြီးမှဒီတော်လှန်ရေးကိုကျွန်တော်တို့အနိုင်ယူဖို့အတွက်အားလုံးဝိုင်းဝန်းထောက်ခံရက်တီပေးရအောင်လို့ကျွန်တော်ဒီကနေတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်